အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Reader Man ဖြစ်ပါတယ်ဒီနေ့ game လေးကတော့နေရန်တွေလက်တီးနဲ့တော့မှာဖြစ်ပါတယ်ဒီကြားထဲမှာ video မတင်ဖြစ်တာအဲ့ Roblox တွေက error code 2ဆိုတဲ့ problem ဖြစ်နေလို့ပါအခု video လေးပုံမှန်ပြန်သွင်းရမှာဖြစ်ပါတယ်အခုကျွန်တော်ကဘာလုပ်အောင်မလဲဆိုတော့နေရအောင်မှာရွက်ချမ်းစု9ခုရရင်တော့တွားလိုက်ရအောင်ဟိုရဒီကျန် training ဆင်းကြတော့မလို့ရှိုးလိုက်အောင်တစ်ချက်ပဲshortနေရစက်ထိုးမယ်ရော့ကွာထိုးမယ်အဲ့ပြေးကြအောင် train ကြအောင်မလို့နော်ဒီစေးပဲ train 28 5ခုပြအောင်ဆိုရမှာ easy ပဲဒူနှစ်ခုရှိပြီခုကျွန်တော်ဆွေးတာ6ခုလောက်ရှိပါပြီနော်ဥဖောက်အောင်မယ်ကောင်းတာလေးပြီဘာကြမှာပဲလေအောင်ကုမုံခုဒီမှာပေါစင်ထိုးတဲ့လိတ်ဝယ်ခိုင်းတယ်ဟေး free လာဟုတ်တယ် free ရဟာโอ้ไม่ได้ရှိုးလိုက်ပေါစင်ထိုးရစလို့ရှော့ထိုးရရတယ်အဆောင်ကျမ်းဝိုင်းထနေခုကလက်တီးရိုးနဲ့တောင်အစစိုက်လောက်ဆရာမလို့ဒါကန်နိုင်ရလားဟုတ်တယ်ဟုတ်ဘူးကန်းကြီးရောက်သွားပြီတော့ညာနောက်တစ်ခုကစူဖလာ100ဆိုရင် Christmas တော်လေးရပြီရှိုးလိုက်ထိုးမယ်ရှော့အိုးတစ်ချက်တည်း100တစ်ချက်တည်းနော်ရှော့ယော့ထိုးပါ100ဆိုအများကြီးလို့တရားပဲဟော20တောင်ရရဒီကရှော့ဝါယော့ထိုးတာဆက်ထိုးတာ string က688ရှိပါပြီအဲ့တော့စလိုက်တော့ကြာမလို့အေးစေးရောထိုးပါယော့ထိုးကဲ655ရောက်ပါပြီဒီတော့ exercise လေးပိုင်းနဲ့ဘာလုပ်ကြည့်တာလဲပိုတန်ပါဝါဒီကောင်စီလို့မရဘူးလားဒီကောင်စီလို့မရအောင်ဘေးနာဟာတစ်သားနဲ့ပြေးစားကိုပြေးစီးရမှာโอเค66တက်တယ်နောက်ကဘဲလေးက66တက်တယ်โอเคရပြီတော့ဆိုရပြီဥဖောက်ကြည့်မယ်ဥပါအောင်ကောင်းတယ်ဒီပေါ့အားကြောင့်ရာကနန်းရုပ်ကြည့်ရပါလည်းကွာဘာရုပ်ကြီးလဲမသိဘူးနဲ့ကျန်းလိုက်ဆောင်းကျန်းလိုက်တကယ်ကျွန်တော်ဆောင်းကျန်းလိုက်ကျွန်တော်တစ်ချက်နှစ်ချက်ပဲနော်တစ်ချက်ဆိုနောက်က2ခုလောက်꿰သွား3ခုတရားပြေးသွားပြီ let's go နှင်းကျုံတော့ဟုတ်လားလက်ဝတ်ထိုးတာဝယ်ရဟာဘာဝယ်လို့ရတော့ okay ရေးလို့တဲ့ဒါလေး
ရေခဲနဲ့ဒီကောင်လေးမိုက်ရဒီကောင်လေးဝယ်ဒီကောင်ဘယ်လောက်လုံး 10k ဟိုမှာ450ပဲရှိတယ်ဟောလို့မရသေးဘူးခုကျွန်တော်တို့ကနောက်တစ်ခန်းသွားဖို့ရွှေခွက်လေးစုလိုက်ပါဦးဗျာရွှေခွက်လေးစုလိုက်မယ်နောက်ဆုံးတော့ 1k ပြည့်တော့ပြီဗျာနောက်တစ်ခန်းဝိုးတော်တော်ကြီးလာပဲ cherry ကဲအခုဆိုရင်ဘာညာပေါ့ရှောက်ပတ်ကြည့်လိုက်မယ်โอเคတော့ကျွန်တော်ဒီရေခဲလေးကိုလိုချင်တာရေခဲယူဖို့ကျွန်တော်အဲ့ကောင်ဝယ်ဖို့ရွှေခွက်လေးအစုရမယ်ရေခဲကဲဒီကောင်ဝယ်ဖို့ကျွန်တော်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ထုံးစံတိုင်းဒီရင်လိုက်ထိုးမှာရော့ထိုးပါ1 million နဲ့တော်မာလာပဲဒီကောင်လေးဒီနေရာကြီးကတော့မာလာပြီ2 million ငါရဲ့ straight လည်းကြည့်လိုက်ကွာ 52k ပဲရှိတယ်ဒါနည်းနည်းတော့ကြာမယ်ချက်ချင်းကြီးထိုးနော်မြန်ထိုးပါဒီဗီဒီယိုဆိုတော့အားမရှိဘူးလားမသိဘူး3 millionခုဆိုကျွန်တော်တို့ exercise လုပ်လာတာ 90k ပြည့်ပါပြီတော့ထိုးကြည့်ပဲ okay နှစ်ချက်ထိုးအောင်အဝေးကနေတော့လှမ်းထိုးလို့ရတယ်ရှိုးလိုက်ထိုးကွာရိုင်းတော့မ strong သေးပဲနဲ့ထိုးလို့တော့ရသေးတယ်ဒီခန်းပြီးတော့ခန်းသွားအောင် let's go ထိုးတာကိုလူထိုးတာOh my god 5 million ကြီးတော့ကွာဒီနေရာမီခွက်ရပြန်ဒီရွှေခွက် okay ခွက်ရပြီအိုးဒီကောင်ခွက်ကတစ်ခါယူရင် 1k တောင်ရတာရှိုးလိုက်ကဲအခုကျွန်တော် 10k ပြေးသွားပြီဆိုတော့နောက်တစ်ခန်းသွားလို့ရပြီနောက်ကမှဘာရှိမလဲချော်ရအိုး 25k ဆိုရင်ဝင်လို့ရပြီ 25k ဆိုမှ 10k တောင်ရှိရပြီအဲဆိုအခုကျွန်တော်တို့ string စုဖို့လေ့ကျင့်ခန်းလုပ်ရမယ်အခုကျွန်တော်တို့ refresh လေးလုပ်လိုက်မယ် refresh အကုန်လုပ်လိုက်မယ်ဗျာဟုတ်ပြီအကုန်လုပ်လိုက်ပြီကဲအခုကျွန်တော်စုရလိုက်တာ30k အောင်ရောက်သွားပြီနော်စုလိုက်ကျွန်တော်အုတ်ခဲတို့အตาလေးချိုးလို့ရနေပြီလဲကိုလည်းကြည့်လိုက်ရေခဲလက်ကြီးပါရသွားပြီဗျာနော်ခုနကကျွန်တော်စုလိုက်တာရေခဲလက်ကြီးတွေရောနောက်ကအကောင်လေးပါရသွားပြီဗျာကြေးထိုးပါဟုတ်လားခဏလေးပဲရှိတော့ပဲအဲ့လောက်မကြာတော့အခုကျွန်တော်တို့ဒီကောင် diamond block ကို AC ထိုးလို့ရပြီဗျာရှိုးလိုက်ခဏပဲ
ဒီကောင်ပြီးရင်ရွှေခွက်ရပြီ 34k ကျွန်တော်တို့ချော်ရီစီသွားလို့ရပြီဗျာချော်ရီကန်သွားလို့ရပြီပွင့်သွားပြီ let's go ကဲနောက်ဆုံးတော့ချော်ရီကန်ရောက်ပါပြီဗျာဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြပါဗျာကျန်တဲ့ခံအောင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye ပါ